ခုံမောနော်ရေတခုံမှာအခုမမတို့ကရေသွားကူးမှာဖြစ်ပါတယ်ဒီမှာဒီရဲ့ view ကတော်တော်လှတယ်ဆေးရတာတော်တော်မှတ်တယ်ဟိုးအခုတော်တော်လေးဆေးရတာရှင်အခုမှထမင်းစားလာဆိုတော့အလီပြန်တက်ရင်ကျွန်တော်မတက်နိုင်တော့ဘူးရှိတကုံရည်လေးတွေကကြည်ညာပဲနော်အောက်ကိုမြင်နေရတယ်တုံတုံလေးကလည်းစင်းစော့ခြင်းနေရဟိုဘက်ချမ်းမှာကြတော့ခလေးတွေစော့လို့ရတယ်နော်အဲ့ဘက်ချမ်းရေမနှက်ဘူးပြန်လာရဲမောကြီးကမဆက်ထက်သွား